ဒီနေ့တင်ကြံကတော့တကယ်ပဲပို့ဆိုးတာပဲအပြင်မှာတော့တင်ကြံတချင်းတွေစုညံနေတာပဲရေဘက်မနက်တွေကအတန်ချဲဆက်တီနဲ့ပျော်ပါနေကြတာမြူးကြီးတစ်ခုလုံးတုံခါနေသလိုပဲဒါပေမဲ့ဒီစုညံတဲ့တွေကငါ့ကိုပိုးပြီးတော့တောင်အထီးကျန်စည်းသလိုခံစားရတယ်ငါမျိုးလုံးဖိတ်လိုက်တိုင်းမြင်အောင်နေမိတာကရန်ကုန်ကဒီလိုမနက်တွေမဟုတ်ဘူးကွာငါရွာကမြင်ဒီလန်းလေးပေါ်မှာလဲတန်းတွေနဲ့ပျော်နေကြတဲ့ရွာသူရွာသားတွေအမေရေအိုးစင်မှာရေချင်းအေးအေးလေးကတ်နေပုံပြီးတော့ရွာဦးကျောင်းရှိမှာအုံလက်မိုးထားတဲ့မနက်လေးအောက်ကငါအိမ်နင်းအခုဆိုသူလဲအုံရည်နဲ့တင်းတင်းလေးနဲ့မုတ်လုံးရေပေါ်တွေလုံးနေတော့မှာငါ့ကိုမျှော်နေမလားဒါမှမဟုတ်ရွာကတငယ်ချင်းတွေနဲ့အတူရေဘက်ခံထွက်ပြီးငါ့ကိုမေ့နေတော့မလားဒီမှာတော့ရေတွေဘလောက်ဆိုရေပတ်တဲ့သူတွေဘလောက်ညာများငါရင်ထဲကအလွမ်းတွေကိုဘယ်ရင်ထဲမှာဆေးကြောလို့မရဘူးကွာအခုနောက်ကပဲအမေပို့လိုက်တဲ့ဗီဒီယိုဖိုင်ထဲမှာရွာကတန်းကြံအလန်းတွေလွှတ်နေတာမြင်လိုက်ရတော့မျက်ရည်တောင်ဝဲမိတယ်ဘာလို့ဒီလောက်တောင်လမ်းကြောင်းလွဲနေရတာလဲအောင်မြင်မှုတွေကိုရှာဖွေဖို့ဆိုပြီးမြို့ကိုတက်လာခဲ့တာအခုတော့ကိုတကယ်ပျော်ရမယ့်တင်ကြံရဲ့မှာတော့ကိုဇာတိကိုတော့ပြန်မရောက်နိုင်ဘူးဒီတင်ကြံရေစက်တွေကြားထဲမှာငါတယောက်တည်းတီးတန့်ဖြစ်နေတယ်လို့ပဲအပြင်ကစီကားတန်တွေကငါအတွက်တော့အဓိပ္ပာယ်နဲ့နေတယ်ငါအလွမ်းတွေကိုရေနဲ့လာပက်ပေးမဲ့သူလည်းမရှိဘူးဒါပေမဲ့ငါနှင်းကိုတော့မပြောချင်ဘူးသူပျော်ရွှင်နေတဲ့အချိန်လေးကိုငါရဲ့အလွမ်းတွေနဲ့ဖြည့်ဆည်းမပစ်ချင်ဒီနှစ်တင်ကြံကိုတော့ဒီအလွမ်းတွေနဲ့ပဲကုံဆုံးရတော့မှာပေါ့မြို့ပြရဲ့ရေပက်တန်တွေကြားထဲမှာငါရွာလေးကိုလွမ်းလွန်းလို့ယူမသက်ချစ်နေတဲ့ငါအတန်ကိုဘယ်သူမှကြားမှာမဟုတ်ပါဘူး